哇，对嘛，现在呢，我妈妈不是现在呢没在， အုံးလို့လည်းကြိုက်တယ်တီးတက်ဆိုကြိုက်တယ် ဒါလေးတူတူနဲ့ဆက်လာဆိုတာတဲ့ တလူလေနော်တလူလည်းတော့မျိုးပဲအဲ့ဒီလည်းမမဆောင်မယ် Hello အားလုံးပဲမင်္ဂလာပါ High Fan ဒီကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ကအ ရန် trend ဖြစ်နေတယ် အခုချိန်ကြီးပေါ့နော်အခုချိန်ကြီး trend ဖြစ်နေတယ်ဖြစ်တယ် ရတာမျိုးစုံပေါ့ ဝါ နော် ဦး snack ကိုမှရတာမျိုးစုံစားပြမယ်ပထမဆုံး try ပြမှာလေးอ่ะဒီဟာလေးနှမ်းစီအရသာလေးပေါ့နော်နှမ်းစီအရသာလေးပါအဝါရောင်လေးဒါအကုန်လုံးစားနေကြတော့မဟုတ်ဘူးနည်းနည်းလေးဒါလေးကတော့အစမ်းလေးတော့ဖြစ်နေမယ်အစ်စ်ပေါ့နော် ကိုယ်လည်းမစားဘူး try ပြပါမယ်ထုံးစံတိုင်းပဲအချိန်မှာဘယ်နှခုပါ6ခုပါတယ်ဒီလိုလေးပေါ့နော်ဒါထုံးစံတိုင်းပဲကွန်ချက် snack မှာပါတဲ့ဟာလေးဒီလေးဆို Cheers အနံ့တကယ်နှမ်းစီအနံ့လေးပါအကြီးလိုက်တော့မယ်ပပပဲဟို ဟိုကအဆက်မစားတဲ့လူတွေအတွက်အဆင် စ ပြေ က်မစားနိုင်တဲ့တွေအတွက်အဆင်ပြေလုံးဝမဆက်ဘူး သူကလေဟိုအနှစ်ကလေးသူကကွာဟိုဘယ်လိုလဲနှမ်းစီနဲ့ဆိုပေမဲ့ဟိုနှမ်းစီလို့ကြီးမဟုတ်ကွာသူအနှစ်ကလေးနဲ့တုတ်ထားသလိုပဲသိရမလားပြစ်အနှစ်ပြစ်လေးနဲ့တုတ်ထားသလိုပဲကွာသိရမလားအဲ့လိုကောင်းလား ကောင်းတယ်တကယ်ကောင်းတယ်ပြပြလေး ကောင်းမကောင်းလားကြိတ်တာကြိတ်တာrating rating ကတော့9ပေးပါတယ်ဒါလေးကပြပြလေးနဲ့ သူကအရသာလေးကအဲ့လိုပြဟိုလိုပြောမလဲသူကစက်တရောင်လေးတော့နောက်ဆုံးမှပါတယ် ဒါပေမဲ့မဆက်ဘူးเนาะအဲ့တော့နောက်တစ်ခု try မယ် signature အနီလေးဒါကတော့ ရဲတာ ဝါဥစွာနဲ့ signature ဝါ သူရုပ်လေးကြည့်ဟိုကလေမဲဆက်ပါမယ်ဗောကြည့်ရောမလာဆိုတော့ extra မလာတဲ့ extra မလားဟုတ်တယ် ဟုတ် တော့ တယ်အော်အဲ့ဒါသူကငိုပြတာလား ကဲခါလေးဖောက်ပြလိုက်ပါမယ် နုံနဲ့ cheers ဆွဲလိုက်အောင် တခါတည်းကွာတည်မှာတခါတည်းတမျိုးတည်းမဟုတ်ဘဲနဲ့အရသာမျိုးစုံကိုတိရမယ်နော် မာလာနဲ့ထောင်းပတ်နေကိုကမာလာဆိုကြိုက်ပြီးသားပဲပေါ့လေးမဲ့ဆက်တယ်နော်သူကဆက်ကလေးနဲ့ပေါ့လေးမလေးပဲနဲ့ဆက်နေရတော့ ခေါင်းလေးတော့နည်းနည်းရရတယ်မလားအဆက်တွေဆိုင်နေကြရင်ခေါင်းရပြောရမယ်နော်အဆက်စစောက်ဆိုင်ခေါင်းရတာလို့နားရတာလို့ဖြစ်တယ် ဆက်မစားနိုင်တဲ့သူဆိုလို့ရှိရင်တော့နည်းနည်းလေးဆက်နေမယ်ပေါ့နော်ပုံမှန်အဆက်စားနေကြသူတွေဆိုတော့ it's okay အဆင်ပြေရဒါလေးကိုထမင်းနဲ့နေစားနေတာအရင်ကောင်းမှာထမင်းပူပူလေးနော် ဟောကောကွာ ပုံစားမှာ 你记啊？ လှစားမို့ဝါစားတာပါအကုန်ပါပါတယ် 没晒的， ဒီအနီကလုံးဝအဆက်那喵喵晒的晒的。 ပွင့်ထွက်အနီကို rating ဘယ်လောက်ပေးမလဲကိုကတော့အဆက်အရင်ကြီးလည်းမစားနိုင်လို့နည်းနည်းတော့စားစီနေစားချင်ပေမဲ့မစားနိုင်တဲ့အဖွဲရဆိုတော့ 7.5 ကိုက 7.5 လောက်ပေးပါတယ်နှစ်ယောက်လုံးပေါ့နော် 吹这种素吧。 ဒါ9ဒါ7.5ပါ 给我们我那边的，我那边。下马扫啊！ ဆက်ပြီးထုံလာလာမယ်ဒါလေးကလိမ္မော်ရောင်လေး original မှာလားဘာမှကြာ extra နော် 你刚刚排有嘞，对了，卤肉有。 ဘပိုင်ပိုင်ဒီလိမ္မော်ရောင်လေးကိုစားကြည့်ပါ 叫我对了，搞没得搞没得。 သူကကြာနေနေအထုံဘက်သွားတာလေအဆက်မကဲပဲနဲ့သူကအထုံဘက်သွားတာလေဒီမှာဖောက်ပြပါမယ်ရှင် 不要把血， original မှာလားရော့ 表面大一点， original မှာလားပါရှင် 大一点小妹。 ချင်း 先， ခုနဆက်နေရတဲ့ဒါကထုံတာလာပြီ 哪里的给我了嘞？没靠水表的喏。 ဂင်းချီနဲ့ဟမ် 错啦。有个要，哎， စားကြပါဦးရှင် 有必要话了，我说打啥嘞？我话民机干的。 ခုနဟာတော့မဆက်ဘူးဒါပေမဲ့ तू ကပြီးရင်ထုံလာလိုက်မယ် तू ကထုံတာ 那 ကျမအေးတလုံးမေးပေးအောင်အကုန်ကုန်ဒါကနည်းနည်းဟိုကအဆက်ကိုစားနိုင်တယ်လို့မစားနိုင်တယ်လို့မဆောင်ပြနေသူပြောရစားတင်ပါရဲ့ထုံနာလေးကြံခဲ့ဘလို့မလာရှန်ကိုကအထုံကိုဘလို့ကြီးထုံတာတော့မ ပြ ဟုတ် င်းထုံတယ်မို့တော့အဲ့လို ပြပြလေးနဲ့ထုံနေရ ငငွေလေးပေါ့နော်ဒါလေးက rating ပေးရအောင်မလေးဒါလေးက8ပေးရ original မလာလေးကိုတော့8ပေးပါတယ် ဟိုကောင်းကြတယ် ဒါကိုစားနိုင်တယ်ပါ အရန်ဆက်တယ်အနီကတော့မတရားဆက်တာနော် တဲ့ ထပ်စားပြမှာပါတယ်လေပြောပါဦး ဘုံလို့တဲ့ရတာရဲ့ သူအနီရောင်လဲပေါ့ဒါဘလို့ရောင်ခေါ်လဲနီညိုပေါ့နီညိုအဲ့တော့ဖောက်ပြပါမယ် ကြည့်မယ်လာပြပါ cheers
သူကလည်းစီတော့များရသေးတယ် စီညာနော်အနှစ်ပေါ့ကွာအနှစ်မို့လို့လားအနှစ် သူကဒီမှာအပြင်ပုံလေးကြည့်ရတယ်လေမသိလက်ဖက်နဲ့နဲ့ ပြောကပြောတော့ကစားနေပြီဘလို့လဲဘလို့ထင်လဲပဲပိဆက်လားအဲ့စားဘူးလားဘလို့မျိုးစင်းတယ်လို့ပဲ အဲ့လိုပါ အရွက်တစ်ခုခုရမွေးနိုင်ပါတယ်လို့ပဲ ဟုတ်တယ် မြေပဲလို့ပါလို့မြေပဲအနှစ် yes အနှစ်ရပြီး မြေ တော့ ပဲအနှစ် အရွ နဲ့ က် အဲ့ တစ် လို ခုရဲ့အနှစ် ချိန်ထားတယ်လို့ပဲဒါ rating rating ရဲ့အကြိုက်တော့မဟုတ် ကျဲကြိုက်လည်းမဟုတ် rating ပေးရမယ်ဆိုရင်ပုံမှန်လေးလေးပဲပေးရစီရှင်5လောက်ပဲပေးပါတယ်ကိုမကြိုက်တဲ့အရာတော့မလို့ပါ ကိုဆိုလို့ရင်လည်းအဲ့လိုမျိုးတင်မလားအဲ့ဒါစားမလားမစားဘူးပေါ့နော် तू ဆက်တလို့လို့မဆက်တလို့လို့ဘလို့လဲနော်ဘလို့လဲတော့တမျိုးပဲအဲ့ဒီလည်းမမဆောင်မယ်ဟင်းအနှစ်အရသာလားကွာမပြောတတ်လို့နော် အဲ့လိုကွာတင်မလားရှမ်းနဲ့နဲ့ဥမာကတချို့ဆိုရှမ်းနဲ့နဲ့မကြိုက်ဘူးရှမ်းနဲ့နဲ့မကြိုက်ရင်ကွာအဲ့ ဒီဟာဘလို့မကြိုက်ပါ မကြိုက်တယ်လို့ အကိုကြီးအဲ့လိုမကြိုက်တာ ကို ပေါ့ လည်းအဲ့လိုမကြိုက်တော့ဘူးနန်းမကြိုက်တယ်ကွာရှမ်းနဲ့နဲ့အဲ့ဆူးတဲ့အပင်ရဲ့အနံ့ကိုမကြိုက်တယ်လို့မျိုးပဲသူ့မှာပါတဲ့အဟာကိုမကြိုက် ဖုန်းလို့တဲ့ flavor တို့မကြိုက်ပါ Brady Fight ဘူးတို့လည်းမကြိုက်ဘူးကြမစားဘူးအမိုင်းတို့နောက်တစ်ခုကကနန်း နည်း crab curry flavor လေး ဒီကောင်လေးကချစ်စရာလေးနော်အဝါနဲ့အပြာနဲ့ပြောတာသူ့မျက်လုံးလေးရစား သူ နော် ကလာနော် ကာ တွဲ လာ ဆက်က တွဲဆက်တာလား Cheers စားပြပါမယ်ဒါကတော့အားလုံးသိရဲ့အတိုင်းပဲကနန်းသားပေါ့နော်ကနန်းသားကိုမှဟင်းချက်ထားတဲ့နှစ်အရသာလေးပေါ့ဟုတ်အနံ့တကယ်မိုက်တယ် မဲ ကိုလေးကနန်းသားသမင်းကြော်တို့ဘာတို့အဲ့အမျိုးကြီးရှိရလေအဲ့ရအဲ့လိုစီအနှစ်နံ့လေးနော်ဒါမဲ့လေ ကိုကတော့မကြိုက်ကိုမကြိုက်သူ့ဟာတွေကလေဘရောဖြစ်အချိုလို့တာပြောနောက်ဆုံး ကနန်း လုံးဝကွာအဲ့လိုပါဇက်ရှာထဲမှာကွာအရသာကြံနေတဲ့အရသာတွေနည်းနည်းလေးအဆက်ကလေးပါတယ်လို့ဘာလို့လေးပဲကြံတယ်ဒါမဲ့အချို သုံးတမဟုတ်လို့အုံလုံးရတာလေးလည်းပါတယ် ဟုတ်တယ် အုံလုံးရတာလေးအုံလုံးပါလို့ထင်တယ်ဟုတ်တယ်ပြီးတော့ဖွင့်လင်းပြောလို့ရှိရင်ကျမကနန်းကြိုက်တယ်ဒါမဲ့ကနန်းနဲ့ချက်တဲ့ဒီလို snack မျိုးမကြိုက်ဘူးကနန်းကိုကြိုက်တယ်ကနန်းဟင်းတို့ဘာတို့အဲ့လိုကနန်းတီးတန့်ဆိုကြိုက်တယ်ဒါမဲ့အဲ့လိုဒီလိုဝါအုံနဲ့တွဲလုပ်လိုက်ပြီးလို့ရှိရင်ဟုတ်တယ်အဲ့ဝါအုံနဲ့တွဲလုပ်လိုက်တဲ့ဒီအနံ့ကိုမကြိုက်တာရောဝါတဲ့ mix ဖြစ်သွားတဲ့အနံ့ကိုမကြိုက်တာပါအုံတို့လည်းကြိုက်တယ်တီးတန့်ဆိုကြိုက်တယ်အဲ့တော့ဒါလေးကို rating ကိုအနေနဲ့ဆိုဟွာဘယ်လောက်ပဲပေးပါမယ်ခုနဟာလောက်ပဲ5လောက်ပဲပေးပါမယ် ကိုဖူ တော်တော်ဆိုးပါလား အေးကိုတော့ပဲ အဲ့ပေးပေးမယ်လေတလားဘုံနိုတဲ့ထက်တော့နည်းနည်းကြိုက်တယ်အဲ့လိုမျိုး 5.5 လောက်တော့ပေးလိုက်ပါမယ်သူ့ ကိုကတော့ကိုပဲ အခုလောတယ်နော်ဖြတ်ပြောတာမဟုတ်တခုတော့ပြောလိုက်အောင်အဲ့၅မျိုးထဲမှာဘယ်ဟာလေးကိုအကြိုက်ဆုံးဖြစ်မလဲဆိုတာလေcomment မှာရေးခဲ့ပေးပါအောင်ဝါဟုထဲမှာအထူးဆန်းဆုံးလို့ပဲပြောရမလားတခါမှကိုရီလည်းမစားဘူးခုကြည့်နေတဲ့သူတွေလည်းစားဘူးလားမစားဘူးလားတော့မသိဘူးပေါ့နော်ဒါပေမဲ့ကိုရီလည်းစားဘူးပေါ့ကိုရီကတော့မစားဘူးတဲ့ဟာမျိုးအစ်စ်လေးတစ်ခု အား လေ ပြချင်နေမှာ try ပြမှုရှိပါတယ်တလား ချစ်စရာလေးတူလားမင်း ဆရာလေး ဟိုလေအနိက ဝါ လေးပြတယ် ဟိုမှာ तू ကအချိုပေါ့နော်သူ့မှာထူးခြားချက်ကဘာလဲဆိုတော့ तू က0 calorie ပါလုံးဝဝိတ်မတက်ဘူး0 calorie ကိုမှ vegan နော်0 calorie vegan သိရမလားအချို့လေ အတီးရွာလာပါလားရဲ့ မျိုးပါတာမရွေသုံးဆောင်နိုင်ပါမရှင် ပုံစံလေးရဲ့ဒီမှာကြည့် သုံးတယ်လေးကြောချစ်စရာလေးကိုတွေလိုပဲ ကြားတယ်ကွာဖွင့်ပြီကွာ အားစားခြင်းနေမလား yes ဟုတ်လား အပြင်းပါရဲ့အနဲ့က အေးလို့အယူโอ้ဘယ်လိုလဲလဲ အနဲ့ရောင်မတူး စောက် လား စားမယ်ဟာလေ မတူးဒီမှာကြည့်မတူးကြည့် မသိ ဒီ လေ မှာအစိမ်းရောင်လေးရပါလဲဆိုတော့ cream soda fill ပါ အဲ့တူတူစနေရ ဒီမှာနာမည်ပါ ဆိုတာတဲ့ဆလာဆိုတာဘာလဲ ဒါကတော့ cream soda ဆိုတော့ ဒီမှာတကယ်သူရေးထားတာဆလာဆိုတာ flavor တဲ့ share ဆုံးလိုက် နာမည်လေးနဲ့အခုမှကြားဘူးတာကွာတိတာ ကဲစားကြည့်လိုက်တော့ ဘယ်ကနေဟော လေးပဲထိတ်လေးရတယ်โอเคသူကနည်းနည်းတော့သတိထားဖွင့်ရမယ်ရှင်ဘာလို့လဲဆိုတော့ အဲ့မှာဒီလိုအီချီလေးဆိုတော့ကွာကိုကဘယ်လိုပြောမလဲအရေးလေးအောင်မလို့ကွာမောက်မယ်တင်မဟုတ်ဘူးတော့သူကတင်းတင်းလေးတင်းအောင်ကောင်း 0 calorie ဆိုတော့ဒါအချိုရှောင်တဲ့သမားတွေရော ဟုတ်တယ်ဝိတ်ချ fast နေ food လုပ်နေတဲ့သူတွေရောဒါဝိတ်ချနေတဲ့သူတွေရောအကုန်လုံး okay ပါပါ ကလေးလေးတွေအဆင်ပြေ လလန်ဆန်လေးဖြစ်သွားတယ်နော်လလန်ဆန်လေးဖြစ်သွားတယ်ဘယ်လိုရလဲ strawberry ဘက်သွားတာ စတော်ဘယ်ရီဆိုတာပေါ့ကွာငငယ်တော့ဟန်ဘူးလို့ပါအဲ့ အဲ့ လို လိုအရာလေးအဲ့မျိုး jelly ပုံစံမျိုးလေး ဘယ်လိုလုပ်ပါ ခုနနှစ်ထုပ်ဒီမှာနှစ်ထုပ်ဆို4ထုပ်ပါပါအော်ဒီမှာ3ထုပ်ဆို5ထုပ်ပါပါမယ် တိုက်ပါရဲ့အဲ့တော့ကောင်းတယ်ထိုးထိုး ဒီနေ့ကတော့အစမ်းပြားဆိုတော့ဒီ jelly လေးကိုစားပြသွားတာပေါ့နော်ဒါ ရေလီလေး ready ပေးဦးမလဲ ပေးမယ်9ပေးပါတယ် yes sir ကြိုက်လို့ပါ ကြိုက်လို့ပါဗီဒီယိုလေးကို
ဆုံးထိကြည့်ပေးရတဲ့အတွက် ကျေးဇူးများကြီးတင် ကျေးဇူး ပါ များကြီးတင်ပါတယ် နောက် ဒီ လည်း ရဲ့ဒီ social media အကုန်လုံးကိုလည်း follow လုပ်ပေးဖို့ညတာရက်ခံပါတယ်အဲ့တော့နောက် blog ဒီမှာပြန်ဆောင်ပါမယ်